အဲ့တော့ပထမဆုံးမေးခွန်းမေးချင်တဲ့သူလည်းလေးထောင်ပေးပါရှင်ဟုတ်ကဲ့ပါလာပါရှင်။လာမေးချင်တာလည်းဟိုပါလေအခုဒီ tablet လေးမှာတက်ကြရပါတော့။ life insurance ကိုတွေ့တယ်ပေါ့နော်။ universal life တွေ့တယ်။အဲ့ universal life မှာအကယ်၍ထားခဲ့3နှစ်5နှစ်ထိထားခဲ့ပြီးတော့မှလုံးဝကိုဆက်ပြီးတော့မကန့်နိုင်တော့ဘူးဆိုရင် insurance ပေါ့နော်ဒီအာဆီယံဘက်ကနေတော့မှလိုမျိုးပြန်လည်ပြီးတော့လုပ်ပေးပါမယ်။ ဒါစီးပွားရေးရတယ်ဒီနေ့မှစပြီးတော့အင်းဆိုင်လေးဒီဇိုင်းကိုဖွင့်ပြတာပေါ့နော်အဲ့ဒီမှာညီမရဲ့အဓိကပြဿနာပါလဲဆိုတော့စိတ်ကူတက်တဲ့အကြောင်းအရာပေါ့ဟုတ်ဒီ financial stress နဲ့ business ကရတဲ့ဒီ stress တွေကိုပေါ့ဟိုအပူတွေကိုမှရှာရှာကိုစိတ်ကိုဘယ်လိုအေးချမ်းဆုံးဖြစ်အောင်ထားမလဲပေါ့အဲ့လိုစိတ်ကိုဘယ်လိုထားရင်အေးချမ်းဆုံးဖြစ်မလဲဆိုတာဒီတခြားတော့ဖြစ်ပြီးစိတ်ချမှာရှင်းပါ ဒီအချိန်ကြီးတော့ကျွန်တော်တို့ဆိုရင်စစ်ဖြစ်တဲ့ဆုံးကိုတွားရတယ်။တွားရတဲ့ခါကျတော့နှစ်ဖက်ထိတွေ့ဖြစ်မယ်လို့ကျွန်တော်တို့မသိဘူး။ benefit တခုတော့လည်းကောင်းပြီးတော့မှရယူထားခြင်းမရှိတော့အလေကောင်တဲတဲ့နဲ့ကျွန်တော်ဆွေးနွေးမှာဖြစ်ပါတယ်။ဥပဒေကဘာနဲ့တွားလဲဆိုတော့ delete ထုံးတမ်းဥပဒေနဲ့တွားတယ်။ customary law လို့ခေါ်ပါ